သူ့ရဲ့အဲ့လိုဒီတိုင်းပုံမှန်နေနေတဲ့အချိန်အိတ်နေတဲ့အချိန်ပုံမှန်နေတဲ့အချိန်တွေအကုန်လုံးမှာဆိုအဲ့လို depression ဝင်နေတဲ့ရုပ်ကလေးပေါ့နော်အဲ့ဒါဆိုသူဆော့ပေးတယ်အဲ့လိုအယုတ်တွေနဲ့ဆော့ပေးတယ်အကြောင်းသားတွေကျွေးတယ်အဲ့လိုသူပျော်မဲ့ထင်တာတွေလုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့လည်းခဏပဲဟာတာ group တွေထဲမှာအကြောင်း group တွေထဲမှာဆိုရင်လေအဲ့လိုသူ့ပုံတွေနဲ့စာတွေနဲ့အဲ့လို caption တွေနဲ့တွဲပြီးတင်ကြတယ်အဲ့လိုသူ့ fan တွေက page မှာ messenger မှာလာပြတယ်အဲ့သူမှိုင်းနေတော့လေဟိုတချို့တွေကဆိုရင်အဲ့လိုတောက်လျှောက်အဲ့လိုမှိုင်းနေလားသူ့မလုပ်ပေးဘူးလားပြီးရင်အဲ့လိုတခြားအကြောင်းလေးတွေအဲ့လိုပေါ့နော်သူပဲအရန်နိုင်ချင်တာလားငြိမ်ပြီးထိုင်ပြီးနေတယ်တချို့တွေကမေးတယ်ဘာလို့အခုချိန်ဒီနိုင်ငံခြားမထွက်သေးရလဲပေါ့နော်ဘာလို့ဒီလိုပဲနေရလဲပေါ့နော်တကယ်ချင်းတော်များများစုဆိုရင်လည်းထွက်သွားကြပြီပေါ့နော်အဲ့ဒါဆိုဒီလိုချင်းနေမှာဘာလို့နေလဲဆိုတော့ကြောင်းလေးကြောင်းဆိုရင်တချို့တွေကဘာလို့လဲအကြောင်းနေထားခဲ့ပေါ့နော်အဲ့လိုအဆုံးထိတာဝန်ယူပေးချင်တာပေါ့အဆုံးထိတာဝန်ယူပေးချင်တော့ဟိုမချစ်တတ်တဲ့သူတွေနေနေဆိုရင်တော့တွေးရင်တော့အဲကြောင်းနေကြောင်းနေပဲဟိုရှေးရေးကိုဒီလိုပဲအလုံးဒီလိုပဲနေတော့မလားပေါ့နော်ဟိုလုံးလို့ရတာတွေမလုံးဖဲနဲ့အထိုင်နေမလားဆိုတော့ဒါမှလည်းသူတို့ကအဲ့လို 50% လောက်ကိုယ့်ရဲ့အဆုံးဖြတ်ချက်ကိုသူတို့ကဟိုပါပေါ့ငါဒီလိုမျိုးကြီးနေတော့နိုင်လားဆိုနေနိုင်တယ်သူတို့နဲ့သာနေရမယ်ဆိုနေနိုင်တယ်ပေါ့အဲ့လိုမျိုးအထိဖြစ်သွားတယ်သူမိမနားရောက်လာတော့ညီငွားကြဟဲ့တိတာလိုက်တာဟေးနော်အမပြလိုက်ဟဲ့ရှင်းပါတယ်လုံသွားတယ်နော်အားငါသားလေးကိုလာတွေ့ပါသူဂုဆိုမွေးထားပေါ့နော်ခုဒီကလေးအဝါလေးကဂုသူ့နာမည်ဟုတ်ဒီဘက်ကတော့အပြိုကြီးလို့ဟို page မှာတော့အပြိုကြီးလို့မိတ်ဆက်ပေးတာပေါ့နော်ဒါပေမဲ့ဟိုကတော့သူ့နဲ့အိမ်နာမည်က PC ပါမကုန်းမကိုက်နိုင်ဘူးမရိုင်းနေတာအဲ့နဲ့သူတို့ဘယ်လိုမွေးဖြစ်တာလဲတော့ဆိုတော့ဟိုဒီကြောင်မလေးကဟိုညီမဟိုပေါ့တက္ကသိုလ်နောက်ဆုံးနှစ်မှာအဲ့လိုစေးရုံသွားရင်လည်းတွေ့ရပါပေါ့နော်တွေ့တော့အဲ့ဒါစေးရုံမှာရှောက်သွားနေတဲ့အဲကြောင်လေးဆိုပြီးတော့ဟိုပိုင်ချင်လည်းမရှိဘူးပေါ့ straight cat ဆိုတော့အဲ့ဒါခေါ်ပြီးမွေးပြတာချက်ဟုတ်နောက်ကျမှသူ့မွေးပြတာပေါ့နော်သူက8နှစ်ရှိပြီသူက6နှစ်ရှိညီမကဟောပေါ့နော်ပြောမှဆို Marvel fan ပေါ့နော်အခုကြောင် page ထောင်ထားမယ်တချို့တွေကြတော့အဲ့လိုလူကြီးတွေအကြောင်းချစ်တဲ့သူတွေကလူကြီးတွေများသူအဲ့လို goose နဲ့ပြီးတော့ဗမာလို့ဆိုရင်လည်းခေါ်ရနေနဲ့ခက်တယ်လေရှာထောက်တယ်ပေါ့နော် goose ဆိုပဲအဲ့ဒါဟိုတချို့ကြလည်း S တာမပါတော့အခုပဲပေါ့နော်အဲ့လိုပဲခေါ်ကြရရှေ့အဲ့တော့ဘာဖြစ်လို့နာမည်အဲ့လိုကြီးပေးထားလဲအခုလူရပေါ့နော်မလို့အဲ့လိုမေးကြရဲအစားပိုင်းတော့သူဟို2020လောက်တည်းက page ကစပြတာဆိုတော့လေအဲ့ဒါအမှန်တကယ်ကတော့ညီမဟို Marvel fan ဆိုတော့လေ Marvel Captain Marvel အကြောင်းလေးအဝါလေးရတယ်ဟိုပါပေါ့နော် Goose ဆိုတဲ့နာမည်လေးနဲ့သူက name tag လေးပါရှိတယ်အဲ့အကြောင်းလေးညီမအဲ့ Marvel ကားတွေအရင်ကြည့်ပြီးရန်သဘောကျဆိုတော့အဲ့သူ့ကိုလည်းပြီးတော့အဲ့မာဘယ်ကားတွေအကြောင်းအကြအရင်လုံးဝဟို powerful ကြောင်ပေါ့နော်ဟိုက flagan ဆိုပြီးတော့လူတွေကိုအဲ့လိုအကောင်လိုက်မျိုးနိုင်တဲ့ကြောင်မျိုးဆိုတော့အဲ့ဒါသူ့ကိုလည်းနေမကောင်းတော့ငါသားလေးကလည်းအဲ့လို strong ဖြစ်လာပြီးတော့အဲ့လိုဟိုပေါ့ powerful ဖြစ်လာမယ့်ကြောင်လေးဖြစ်ပါစေဆိုပြီးတော့အခုဆိုပြီးပေးလိုက်တာဒါပေမဲ့အခုချိန်ကြီးတော့မိမတော့မနိုင်ပါဘူးလူစိမ်းတွေ့လို့သူနည်းနည်းလေးအဲ့လိုလေးမျက်နှာလေးဖြစ်နေပြီမဲ့သူကသူ့ရဲ့အဲ့လိုဒီတိုင်းပုံမှန်နေနေတဲ့အချိန်အိတ်နေတဲ့အချိန်ပုံမှန်နေတဲ့အချိန်တွေအကုန်လုံးမှာဆိုအဲ့လိုdepression ဝင်နေတဲ့ရုပ်ကလေးပေါ့နော်အဲ့ဒါဆိုသူဆော့ပေးတယ်အဲ့လိုအယုတ်တွေနဲ့ဆော့ပေးတယ်အကြောင်းသားတွေကျွေးတယ်အဲ့လိုသူပျော်မဲ့ထင်တာတွေလုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့လည်းခဏပဲဆိုလို့ဆော့တဲ့အချိန်တွေပါလို့ဆိုတော့မျက်လုံးလေးပြူးလာပြီးပျော်ပျော်ရွှင်ရွှင်ဆော့တယ်အဲ့လိုဖြက်စီးစရာရှိရတယ်နေရန်နေပေါ့နော်ဖြက်စီးတယ်ဒါပေမဲ့ခဏနေအဲ့လိုမှိုင်ပြတ်မှိုင်တော့ပေါ့နော်ဒါရှာဟုတ်သူမှိုင်နေတော့လေဟိုတချို့တွေကဆိုရင်အဲ့လိုတောက်လျှောက်အဲ့လိုမှိုင်းနေလားသူ့မလုပ်ပေးဘူးလားပြီးရင်အဲ့လိုတခြားအကြောင်းလေးတွေအဲ့လိုပေါ့နော်သူပဲအရန်နိုင်ချင်တာလားငြိမ်ပြီးထိုင်ပြီးနေတယ်သူပဲနိုင်ချင်လို့လားပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုပြီးလို့ဒါပေမဲ့ဘလိုနည်းနဲ့ပဲလုံးစိတ်ကန်းနေလဲပြတာပဲဒါပေမဲ့သူကအဲ့လိုဖြစ်နေတာဆိုလေမလုပ်ပေးတယ်သူနေမကောင်းလို့အရန်မှိုင်းနေလားဆိုပြီးတော့ဒါပေမဲ့နေကောင်းလာတော့လေသူကနေကောင်းလာတော့ဒီကြောင်မကြီးကိုသူကြိုက်သွားတာထင်တယ်အဲ့မှာသူဘိုက်ကြီးသွားတယ်ပေါ့နော်ပြိုးကြီးပေါ့နော်ပြိုးကြီးမှဘိုက်ကြီးသွားတော့သူ့ကိုတောက်လျှောက်ကတ်တာတောက်လျှောက်ကတ်ပြီးတော့နေကျင်တာကိုသူကလိုဘိုက်ကြီးတွေကပါးတွေသူ့ဘောတောက်လျှောက်ပါချ
အကက်လုံးဝမခံဘူးအဲ့လိုနည်းနည်းလေးနီးတာနဲ့ပါလှန်ချတယ်အခုဒါဒီလိုထိုင်နေပေမဲ့ तू လှည့်ပြီးပါချလိုက်မှဆိုလို့အရန်ပါချတာအဲ့လိုဟိုလုံးဝအကက်မခံတော့ဘူး तू ကအရန်ကတ်ချင်တယ် तू ကအကက်မခံတော့ဘူးအဲ့လိုနဲ့ဟို तू အကက်မခံလို့များမှိုင်းနေလားပေါ့နော်ဆိုတော့နည်းနည်းတော့ဆိုင်မယ်ထင်တယ်ဘာလို့လဲဆိုတော့ तू နဲ့နည်းနည်းကတ်နေရရင်လေ तू မျက်နှာလေးကနည်းနည်းကြည့်ဒီကြောင်မကြီးက तू အရန်ကတ်ချင်တာဒီအပြိုကြီးမစီကိုပေါ့နော်သူ့ကိုရောက်တယ်ရသူထိမ့်ပေးတာဆိုတော့လေသူတန်ရောစင်လည်းတော်တော်ရှိပုံရတယ်ဟိုကအစာပိုင်းတော့ဆိုရင်အဲ့လိုသူ့ကိုဟို page နဲ့တိတ်တွဲမသိကြဘူးပေါ့နော်အဲ့လိုဟွာတွေအဲ့လိုဟာတာ group တွေထဲမှာအဲ့လိုဟွာပေါ့ကြောင် group တွေထဲမှာဆိုရင်လေအဲ့လိုသူ့ပုံတွေနဲ့စာတွေနဲ့အဲ့လို caption တွေနဲ့တွဲပြီးတင်ကြတယ်အဲ့လိုသူ့ fan တွေက page မှာ messenger မှာလာပြတယ်အဲ့ဆိုတချို့တငယ်ချင်းတွေကဆိုပြောရနေအဲ့ဒါဟိုပါပေါ့နော်ပုံမှာရေးစာထိုးပါလား watermark ထည့်ထားပါလားပေါ့နော်ဟဲ့သူမိမနားရောက်လာတော့ညီငွားကြဟဲ့တိတာလိုက်တာဟေးနော်အမပေးလိုက်ဟဲ့ရှင်းပါလေလုံသွားတယ်နော်အားလေးငါသားလေးကိုလာနေရောအေးဘာမှမလုပ်သူကနေကွက်တော့ဒီနားမအရန်ဟိုတိုင်းချင်းခံတတ်တာပေါ့နော်ဟိုကိုသာအဲ့လိုသူ့လိုနေရမှာဆိုရင်လေမနေနိုင်တော့အားနေအဲ့လိုမြင်တာနဲ့ပါချတာတို့အဲ့လိုဖြတ်သွားတာနဲ့အဲ့လိုအမိကိုလန့်ကြိုက်လိုက်တာတို့စောဆိုနရွက်ကိုလန့်ကြိုက်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုရင်ဟိုတခြားကောင်တွေကို तू အဲ့လိုမလုပ်ဟိုလုပ်ရင်လည်းဟိုကောင်လေးတွေကငြိမ်မခံဘူးတက်ကြီးပေါ့နော်ငြိမ်မခံဘူး तू တစ်ချက်ချရင်ဟိုကလည်းတစ်ချက်ပြန်ချအဲ့လိုမျိုးလုပ်တယ် तू ကကြတော့အဲ့လိုလေငြိမ်ခံပြီးတော့နာကိုဆိုရင်လည်းပြီးတော့ဟိုဘလောက်ပဲချစ်ပေါ့နော်ဟိုတန်ဟိုတွေပါကုန်ပြီးတယ်ဘလောက်ပဲချစ်ပေါ့နော်ကိုအသားနာခံရမယ့်ဟာယူအဲ့လို4 5 6နှစ်ကြီးဒီလိုမျိုးအဲ့လိုကတ်တွယ်ပြီးမနေနိုင်တော့ဘူးပေါ့နော် तू ကအဲ့လိုဟိုတောက်လျှောက်ဟို तू လည်းသိတာပဲဟိုမြင်တာနဲ့မျက်လုံးလေးမှိတ်ပြီး तू အဲ့လိုအချခံရမှန်တိနဲ့နာမမှန်တိနဲ့ဟိုဒီကြောင့်ဒီပြိုးကြီးနာဟိုအဲ့လိုအခုချိန်ဒီလက်မလျှော်ဘူးကတ်ဖို့ကြိုးစားတော့မယ်အဲ့ဒါသူ့ရဲ့ဟိုတန်ချင်းခံတတ်တဲ့အချက်ပေါ့နော်တခြားကလေးတွေငယ်ဟွာလေးတွေဆိုရင်ကြောင်တီးဆိုမှန်ငယ်ဆိုသူကလည်းဖာတိပါတာနေရလေညီမ page မှာအဲ့လိုတင်တာတွေကြည့်လိုက်ရင်အဲ့လိုကလေးတွေကသူ့နဲ့ပဲလာအိတ်နေတာတို့အဲ့လိုသူ့ကိုပဲဖတ်ထားပြီးတော့ချွဲနေတာတို့အဲ့လိုသူကအဲ့လို grooming လုပ်ပေးတာပေါ့နော်သူရက်ပေးတာတွေအဲ့လိုတတ်ပေးတာတွေတန်းကြိုက်ပေးတာတွေဒါမျိုးတွေသူလုပ်ပေးတယ်အကုန်လုံးလုပ်ပေးတယ်သူအထီးပဲမဲ့လူမိသားစုကိုသူအရန်ချစ်တဲ့ကြောင်ပေါ့နော်အဲ့လိုမျိုးအများကြီးတော့ကြည့်ပေါ့နော်ဒါ green flag လေးတော့အရန်ချစ်တဲ့တင်းကြီးခံတဲ့ကောင်လေးဒါပေမဲ့အဲ့လိုတင်းကြီးခံတာကိုသူကအခုထိတာတော့ထိမခံအောင်ဒီပြိုကြီးမှာအရန်ဆွတ်တာလေနော်ဟိုအဲ့ဒါတချို့တွေကမေးတယ်ဘာလို့အခုချိန်ဒီနိုင်ငံခြားမထွက်သေးရလဲပေါ့နော်ဘာလို့ဒီလိုပဲနေရလဲပေါ့နော်တငယ်ချင်းတော်များစုဆိုရင်လည်းထွက်သွားကြပြီပေါ့နော်အဲ့ဒါဆိုတော့ဒီလိုချင်းနေကြီးမှာဘာလို့နေလဲဆိုတော့ကြောင်လေးကြောင်ဆိုရင်တချို့တွေကဘာလို့လဲအကြောင်နေထားခဲ့ပေါ့နော်အဲ့လိုအဆုံးထိတာဝန်ယူပေးချင်တာပေါ့အဆုံးထိတာဝန်ယူပေးချင်တော့ဟိုမချစ်တတ်တဲ့သူတွေအနေနဲ့ဆိုရင်တော့တွေ့ရင်တော့အကြောင်းနဲ့ပဲဟိုရှေးရေးကိုဒီလိုပဲနေတော့မှာပေါ့နော်ဟိုလုံးလို့ရတာတွေမလုပ်ဘဲနဲ့အထိုင်နေမလားဆိုတော့ဒါမှလည်းသူတို့ကအဲ့လို 50% လောက်ကိုယ့်ရဲ့အဆုံးဖြတ်ချက်ကိုသူတို့ကဟိုပါပေါ့ငါဒီလိုမျိုးနေသွားနိုင်လားဆိုနေနိုင်တယ်သူတို့နဲ့သာနေရမယ်ဆိုနေနိုင်တယ်ပေါ့အဲ့လိုမျိုးအထိဖြစ်သွားဟုတ်ညီမမရှိဘူးဆိုရင်သူကအလုပ်သွားရင်လည်းအခန်းထဲမှာပဲနေရတယ်ညီမအလုပ်ပေးရဆိုရင်လည်းတော့じゃအပြင်လျှောက်သွားနေသူတို့အခန်းထဲမှာပဲနေရမယ်ပြီးအဲ့လိုဟိုမီးကိစ္စပညာဆိုတော့ main ချခဲ့ရတာ air con မဖွင့်ပေးခဲ့ရတာ air purifier မဖွင့်ပေးခဲ့ရတာပေါ့နော်ဒီလိုနောက်ဆုံးဒီရေပန်းကအစားသူတို့ကရေပန်းကပို့တောက်တယ်အဲ့လိုရိုးရေဆိုမတောက်အဲ့ဆိုမီးပိတ်ခဲ့ရရင်ဒါပိတ်ခဲ့ရသူတို့တစ်ခါလေးကြာရင်လေရေကိုမတောက်ဖဲအောင်ထားပြီးတော့ဒါဖွင့်တဲ့အချိန်ကိုစောင့်တယ်ဒါအမှန်တကယ်ရေများတောက်အောင်ဒီဟာကိုထားပေးရဒါပေမဲ့ဒါကိုကြိုက်ပြီးတော့ဒါဖွင့်တဲ့အချိန်ကိုစောင့်တောက်တယ်အဲ့လိုမျိုးတွေရှိတော့ငါမရှိရတဲ့သူတို့တွေအဲ့လိုမျိုးနေကြရဲဆိုပြီးတော့အပြင်အောင်မထွက်ပြုတ်တငယ်ချင်းတွေကနဲ့ဆိုရင်တစ်ခါလေးကြာတလာလုံးမှတစ်ခေါက်လောက်တော့ပြီးရင်စိတ်ရောကနေအဲ့လိုအလုပ်ပြီးတာနဲ့ဆိုလည်းတခြားနေရာတောင်းမသွားဖြစ်တော့ဘူးသူတို့စီပဲတန်းပြန်လာငါပြန်လာတော့ကြာရင်သူတို့မျောနေမယ်ပေါ့နော်အဲ့လိုမျိုးနဲ့အမေကြရင်တော့စိတ်ကောင်းမှာမဟုတ်ဘူးနော်အခုဆိုရင်ဒါအနေမှာအမေတို့ကနေကြတာများတာပေါ့နော်အခုတစ်ခါလေးလာနေရဆိုအဲ့တော့မိဘတွေစီကိုမပြန်ပြစ်ဘူးသူတို့ကိုရက်ရှည်ဒီမှာထားခဲ့ရင်ဟိုကြည့်ပေးမဲ့သူလည်းမရှိတာရဲ့ပြီးရင်ကတ်ဟိုတယ်ထားခဲ့ရမှာစိတ်မချတာမျိုးဆိုအများဆုံးပြန်တစ်ပတ်လောက်ပဲအဲ့ဆိုမိဘတွေကတော့ပြောနေကကြောင်းနေနဲ့မိဘတွေနဲ့ရှင်းကြောင်းတွေကိုပဲပို့ချစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဒါတခြားကိစ္စတွေနဲ့ရှင်းပြချင်တယ်သူတို့ပဲရွေးပြတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဟိုတခြားဟိုပြောရမယ်ဆိုရင်
ကိုယ့်အတွက်အဲ့လိုအခွင့်အရေးတွေအများကြီးရှိတဲ့ဟာမျိုးတွေဒါမျိုးတွေကြုံလာတာမျိုးတွေရှိရပေါ့နော်ရှိလာပါမယ်လေဒီခါလေးကျရင်သူတို့နဲ့ခွဲရမှာတို့သူတို့နဲ့သူတို့ကိုထားခဲ့ပြီးသွားရမယ့်ဟာမျိုးတွေဆိုရင်ကိုကမရွေးချယ်မိဘူးပေါ့နော်အဲ့ဒီကကိုချစ်ပေးကြတချို့တွေကသူ့မျက်နှာပေါ့အဓိကသူတို့ကြဟိုပြောရမယ်ဆိုရင်ရိုးရိုးကြောင်ရောင်ရဲပြီးတော့ဘာမှအရင်ထူးကြတာမရှိဘူးဒေါသကြီးတာတခုပဲရှိရဒါပေမဲ့သူနဲ့ပေါင်းသွားပြီးအဲ့လိုသူတို့ရဲ့ဇက်လန်းလေးတွေကိုအဲ့လိုကိုကခံစားရတဲ့အတိုင်းပေါ့နော်သူလိုက်ကြည့်နေတာမျိုးတွေသူပါချတာတွေအနိုင်ကျင်တာတွေကိုအဲ့လိုကိုခံစားရတယ်လို့လေးစာရေးပြီးတင်တာတို့ဗီဒီယိုလေးတွေတင်တာတို့ဆိုအဲ့လိုဝိုင်းကြည့်ပြီးချစ်ပေးကြတာပေါ့နော်ချစ်ပေးကြတော့ဟိုသူတို့ကိုငါတယောက်တည်းမဟုတ်ပေါ့သူတို့ရှိနေမှန်အောင်တခြားလူတွေလည်းတည်တယ်ပြီးတခြားလူတွေလည်းသူတို့ချစ်ပေးကြရဲဆိုပြီးတော့ကိုကပီတိဖြစ်တာပေါ့နော်သူတို့ကိုမန်တကယ်ဆိုရင်တော့ပုံမှန်ကြောင်လေးတွေပဲပေါ့နော်ဒါပေမဲ့သူ့ရဲ့မျက်နှာလေးကထူးကြတော့ဝိုင်းချစ်ပေးကြရဲသူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဟိုပါပေါ့ပုံမှန်ကြောင်ပိုင်းရှင်တယောက်အနေနဲ့ပဲပေါ့နော်အဲ့ဒါဆိုတော့ဟိုကိုမှရှိတဲ့ကိုမှမွေးထားတဲ့ကလေးတွေတိုင်းကလည်းအကုန်လုံးချစ်ဖို့ကောင်းတဲ့ကလေးတွေပဲပေါ့နော်ဟိုတစ်ချက်ကြာရင်တချို့တွေကြာဟိုသူကို page မှာသူတို့ကလေးတွေပုံလေးလာမှန်ကြရဲဆိုရင်အဲ့လိုကိုကအဲ့လိုချစ်စရာလေးတွေဆိုပြီးပြောပြတယ်တချို့တွေကြာစိတ်မကောင်းကြဘူးသူတို့ကြောင်လေးလည်းဒီကြောင်လေးနဲ့ပုံစံတူလေးပဲပေါ့နော်ဆိုတော့အဲ့လိုတွေမတွေးပဲနဲ့ပေါ့နော်ကိုကြောင်လေးကသူများချစ်ခံရတာဖြစ်ဟို celebrity ဖြစ်မဖြစ်ပေါ့အကောင်လုံးကကိုယ့်အတွက်ကြာသူတို့ကကိုယ့်အတွက်တရိတ်ဆန်ဆိုပေမဲ့သူတို့ကကြာတော့ကိုယ်လုံးဝတခင်လုံးမိသားစုဝင်လို့နေကြတာပဲကြောင့်မဆိုပေါ့နော်သူတော့မပါဘူးတင်အဲ့ဒါဆိုတော့ဘယ်ကလေးတွေပဲဖြစ်မွေးပြီဆိုရင်လည်းအစားဆုံးအဲ့လိုတေချာလေးတာဝန်ယူပေးစေခြင်းနဲ့ပြီးတော့ဟိုအပြင်အဲ့လိုဈေးကြီးတဲ့ကြောင်လေးမှမဟုတ်ဘူးပေါ့နော်သူတို့လိုလမ်းမေးကြောင်လေးတွေဆိုရင်လည်းတေချာမွေးရင်ကိုယ်အဲ့လိုလုံးဝပြန်ချစ်ပေးတယ်ပြန်ဂရုစိုက်ပေးတဲ့ကောင်လေးတွေပါလို့အဲ့တော့ဒီကလေးတွေကိုကိုက straight cut တွေအဲ့လို straight dot တွေလည်းအများများတော့လေကိုအမှန်တကယ်ဆိုရင်ကိုရောကြောင်ချစ်တဲ့တိုက်ခန်းဖြစ်နေလို့ကြောင်မမွေးဖြစ်တာမဟုတ်ရင်ခွေးတွေပါမွေးရှင်မှာအဲ့ဒါဆိုတော့ခွေးတွေကြောင်လေးလေအဲ့လိုလမ်းဘေးဟာလေးတွေတွေ့ရင်လည်းတမိုးထားပြီးချစ်ပေးစေချင်တယ်အဲ့လိုကြုံသလိုအဲ့လိုအစာလေးတွေကျွေးရမျိုးတို့ကူညီပေးရမျိုးတို့လုပ်ပြီးစေချင်တာပေါ့နော်ဟုတ်အဲ့ဒါဆိုအခုကိုချစ်ပေးတဲ့သူတွေအကုန်လုံးကအဲ့လိုစိတ်ထားတဲ့သူတွေပဲများပါတယ်အဲ့လိုလူတွေပဲ page မှာတွေ့တာဆိုတော့လေနောက်ခုနော်အဲ့ဒါဆိုရင်ခုစီလည်းပို့ပြောမှာနော်